အဲ့တော့ဒီနေ့ဆိုရင်လည်းနောက်တစ်ခါထူးခြားတာတော့အားလုံးသိမှာပါသူကစစ်ကောင်စီထိတ်ချုပ်ထားတဲ့နေရာဒေသတွေမှာဘာတွေလုပ်နေကြလဲ silent strike ဆိုပြီးတော့မှမနေ့10နာရီကနေတော့ခုချိန်ကနေစနေပြီပေါ့နော်မနေ့10နာရီကနေညနေ3နာရီထိတာပြည်သူပြည်သားတွေအားလုံး silent strike ထဲမှာပါဝင်ဆောင်ရွက်ပေးကြဖို့ဒီနေ့မှရှိနေတဲ့လူငယ်တွေကိုကျမတို့က human rights ကိုမြင့်တူကကျင့်သုံးအောင်မလုပ်ပေးနိုင်ဘူးဆိုရင်ဒီလူငယ်တွေထက်ကပဲလူကြီးဖြစ်လာပြီးတော့နိုင်ငံကောင်းဆောင်ပြန်ဖြစ်လာတဲ့အခါမှာတနေ့နေ့မှာကျမတို့ကိုပြန်နေပြီးအနိုင်ကြီးတဲ့ကောင်းဆောင်တွေထက်လာအောင်မှာပဲဖြစ်တယ်ပေါ့ဒီနေ့ပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေ့ခန်းနာပေါ့နော်ဒီခန်းနာမှာတက်ရောက်ခွင့်ရတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဘုသူတ္တတွေလည်းအများကြီးရပါတယ်နောက်ပြီးတော့ဒီစိတ်ခွန်အားတွေလည်းအများကြီးရတယ်ပေါ့နောက်ပြီးတော့ကျွန်တော်တို့ခုနကပြောသလိုပဲကျွန်တော်တို့ဘာတွေဆက်လုပ်သွားရမလဲပေါ့နော်အဲ့ဒါတွေလည်းကျွန်တော်တို့ကိုယ့်ကိုယ်သတိပေးလိုက်သလိုပေါ့နော်အများကြီးဒီခန်းနာလေးကနေရပါတယ်လို့အဲ့တော့အားလုံးသိကြတဲ့အတိုင်းပဲဒီစစ်ကောင်စီပေါ့နော်စစ်ကောင်စီစကမပေါ့အခုလောလောဆယ်တော့သူတို့ကဆိုလို့ရှိရင်ဒီတမိုင်းတစ်လျှောက်လုံးမှာကြည့်လိုက်လို့ရှိရင်လေလူအခွင့်အရေးချိုးဖောက်မှုတွေအများကြီးလုပ်ခဲ့တာပဲအဲ့တော့ပြည်သူလူထုအပေါ်မှာသူတို့ဒီနိုင်လိုမင်းထက်ပေါ့နော်ဒီတရားမမျှတတဲ့နီလန်းနေနဲ့အမျိုးမျိုးသူကျူးလွန်ခဲ့တဲ့ဥစ္စာတွေအများကြီးပါဒါကျွန်တော်တို့ကသူတို့ဘယ်လိုမှယုံကြည်လို့မရတဲ့အဖွဲ့အစည်းဆိုတာကျွန်တော်တို့ကတမိုင်းတစ်လျှောက်လုံးမှာတက်တည်ခံခဲ့ပြီးသားဖြစ်ပါတယ်အခုချိန်မှာလည်းဒီနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့မျိုးမျိုးသောဒီလူထုဧရိယာတွေပါမကြံပေါ့နော်ကလေးငယ်အမျိုးသမီးမကြံဘာသာရေးစောက်အောင်တွေပါမကြံပေါ့နော်ဘုံကျဲပြီးတော့တိုက်ခိုက်နေတဲ့ဥစ္စာတွေကျွန်တော်အားလုံးဒီလူတိုင်းမျက်မြင်သိကြပါတယ်အဲ့တော့ကျတော့အခုဒီမှာရွေးကောက်ပွဲဆိုတဲ့ဥစ္စာတကယ်တော့သူတို့ရဲ့တရားဝင်မှုကိုရကျင်တဲ့အတွက်ကြောင့်သူတို့တဆင့်တက်ပြီးတော့စ조사မှုပဲဖြစ်ပါတယ်အဲ့တော့ဒီစ조사မှုကိုကျွန်တော်တို့အခွင့်အရေးပေးလိုက်တယ်ဆိုလို့ရှိရင်သူတို့တရားဝင်ပေါ့နော်လူတက်ခွင့်တွေအမျိုးမျိုးသောလူခွင့်ရေးချိုးဖောက်မှုတွေဆောင်ရွက်ဖို့ကျွန်တော်တို့အခွင့်အရေးပေးလိုက်တယ်လို့ဖြစ်သွားမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီရွေးကောက်ပွဲကိုကျွန်တော်တို့ကလုံးဝညှင်းပယ်ပါတယ်လုံးဝအယုံကြည်မရှိပါဘူးကန့်ကွက်ပါတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အနေနဲ့ဒီခိုင်ခိုင်မာမာပြောချင်ပါတယ်အဲ့တော့အခုကျွန်တော်တို့ဒီမှာပေးထားတဲ့ဆောင်ပုဒ်လေးအတိုင်းပဲပေါ့နော်တင်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးပါနဲ့ဆိုတာလိုမျိုးပေါ့နော်အဲ့တော့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့ကစန့်ကျင်ရမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်းလုံးဝအယုံကြည်မရှိပါဘူးဆိုတဲ့အကြောင်းကျွန်တော်ပြောချင်ပါတယ်နေ့89ကြိမ်မြောက်ပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာပါဝင်တက်ရောက်ခွင့်ရတဲ့အတွက်လည်းဝမ်းလဲဝမ်းသာမိရဲ့ပြီးတော့အခုလိုဖိတ်ကြားခံရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အခုလိုမျိုးဒီလိုကာလဒီလိုအခြေအနေမှာတနိုင်ငံလုံးတိုင်းတာနဲ့ပြောမယ်ဆိုရင်လိုပညာသင်ခွင့်မရတဲ့ကလေးငယ်တွေဆိုရင်လည်းပညာသင်ခွင့်မရတဲ့ဒေသတွေလူသားတွေဆိုရင်လည်းလူအခွင့်အရေးကိုမရရှိတဲ့ဒေသတွေအများကြီးနဲ့ဒုက္ခမျိုးမျိုးရောက်နေတဲ့အချိန်မှာတနိုင်ငံလုံးပေါ်မှာသူ့ရဲ့အာဏာကိုအသုံးချနေပြီးတော့မှသူ့ရဲ့စစ်လက်နက်အင်အားနဲ့လက်နက်အင်အားနဲ့ဒီလိုမျိုးပြည်သူတွေကိုတပ်ဖြတ်စင်တိုင်းတပ်ဖြတ်နေရဲ့ဘုံကျဲတာတွေတိုက်ခိုက်တာတွေအဲ့လိုမျိုးလုပ်နေတယ်တချို့ဒေသတွေမှာဆိုရင်အရန်ကြောက်လန့်နေရတယ်ဘယ်ချိန်များဘာဖြစ်မလဲဆိုပြီးကြောက်လန့်နေရတယ်လူငယ်တွေဆိုလို့ရှိရင်လည်းသူတို့ရဲ့အနာဂတ်တွေလည်းပျောက်ရတယ်သူအဲ့လိုမျိုးစပြီးအာဏာသိမ်းလိုက်တဲ့အချိန်တွေကနေအနာဂတ်တွေလည်းပျောက်ရတယ်အိမ်မက်တွေလည်းလက်လွတ်လိုက်ရတာတွေလည်းရှိတယ်အဲ့လိုမျိုးခက်ခဲရုန်းကန်နေရတာကိုမကြိုက်လို့မို့ဒီလိုမျိုးတော်လန့်ရေးလုံနေကြတဲ့ကာလမှာသူကဒီလိုမျိုးအားလုံးကိုဂယုမဆိုင်ပဲအလေးမထားပဲပြည်သူတွေရဲ့ဆန္ဒကိုနားမထောင်ပေးပဲနဲ့သူ့ရဲ့ဆန္ဒအတိုင်းသူ့ရဲ့အာဏာဆက်တည်မြဲဖို့အတွက်ဒီလိုမျိုးရွေးကောက်ပွဲဆက်လုပ်သွားမယ်ဆိုတာကပြည်သူတွေရဲ့ကြွေးကြော်သံတွေကိုလစ်လျူရှုထားတာပြည်သူတွေရဲ့ဆန္ဒကိုလစ်လျူရှုတာပြည်သူတွေလိုလားတဲ့ဒီမိုကရေစီကိုသူမဖော်ဆောင်ပေးချင်တာလို့မြင်ပါတယ်ဟုတ်အဲ့လိုမျိုးလူငယ်လူကြီးကြားမမရွေးအကုန်လုံးဒုက္ခခံစားနေရတဲ့အချိန်မှာသူကဒီလိုမျိုးသူ့ရဲ့အာဏာဆက်တည်မြဲဖို့အတွက်ရွေးကောက်ပွဲကိုလုပ်သွားမယ်အကုန်လုံးမဲပေးဖို့အတွက်မဲဆွဲတယ်ဒါတွေကလုံးဝမဖြစ်သင့်ဘူးညီမတို့ပေါ်မှာလည်းလုံးဝတရားမမျှတဘူးလို့ထင်တယ်အဲကြောင့်မလို့ဒီမိုကရေစီကိုလိုလားတဲ့သူမှန်သမျှဒီလူအခွင့်အရေးဆိုတာကိုနားလည်ထားတဲ့သူမှန်သမျှဒီရွေးကောက်ပွဲကမမှန်ဘူးဆိုတာကိုနားလည်တဲ့သူမှန်သမျှဒီရွေးကောက်ပွဲမှာမပါဝင်ဖို့တိုက်တွန်းချင်တယ်နိုင်ငံအနှံ့မတည်မငြိမ်ဖြစ်ပျက်နေတဲ့ဗာလားစစ်ပွဲတွေလေရင်ပုံကျဲဒီလိုခြေနေမှာရွေးကောက်ပွဲဖြစ်ခဲ့ပြီဆိုလို့ရှိရင်အဲ့ရွေးကောက်ပွဲကဘယ်လိုရွေးကောက်ပွဲမျိုးဖြစ်မလဲဒါစဉ်းစားကြည့်ရင်အဖြေသိနိုင်ပါတယ်နောက်ပြီးတော့ဒီလိုအချိန်မှာဖြစ်ပေါ်တဲ့ရွေးကောက်ပွဲကိုလက်တင်ခံနိုင်လားမခံနိုင်လားဆိုလဲမစ္စတာဘီစဉ်းစားတတ်တဲ့လူတိုင်းဒါ
ဖြစ်တဲ့မဖြစ်တဲ့မှာအဖြေကတော့သူတို့မှရှိပြီးသားပါ လို့ရှိရင်ဒီရွေးကောက်ပွဲလောက်တာဆိုလို့ရှိရင်ပြည်သူတွေအပေါ်လဲငဲ့ညာမှုမရှိဘူးပြပြဆိုလို့ရှိရင်သူတယောက်တည်းကောင်းစားဖို့သူ့ရဲ့အာဏာတည်မြဲဖို့ပဲလောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဟာဆိုလို့ရှိရင်မတရားဘူးလို့လည်းထင်တယ်တချို့လူတွေဆိုလို့ရှိရင်လည်းဒီရွေးကောက်ပွဲလောက်တာမကြိုက်ဘူးတို့ပေမဲ့လည်းဒီလိုမျိုးလွတ်မြောက်နေမည်မဟုတ်တဲ့ခါကျတော့ဒီသူ့ရဲ့လက်အောက်မှာပဲရှိနေတဲ့ခါကျတော့မပေးရင်လည်းမဖြစ်မလုပ်ရင်လည်းမဖြစ်တာကြောင့်မို့လို့သူတို့ကဒီရွေးကောက်ပွဲမလုပ်ချင်မဲနဲ့လည်းသူ့ရဲ့မဲကိုမပေးချင်မဲနဲ့လည်းပေးနေရတယ်ဒါကြောင့်မို့လို့ဒီရွေးကောက်ပွဲလုပ်တဲ့ဟာကိုဆိုလို့ရှိရင်ဒီလွတ်မြောက်နယ်မြေမှာမဟုတ်ဘဲနဲ့လွတ်မြောက်နယ်မြေအပါအဝင်တခြားသူ့ရဲ့လက်အောက်ခံမှာရှိတဲ့နယ်မြေတွေကိုလည်းပြောချင်တာကတော့ဒီရွေးကောက်ပွဲမှာတတ်နိုင်တဲ့များမပါဖို့အဓိကကတော့မပါဝင်မှုပဲပြောချင်ပါတယ် စစ်ကော်မရှင်ကတော့သူ့ရဲ့အလုပ်ကိုသူဆက်ပြီးလုပ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့လည်းဒါကျွန်တော်တို့ရဲ့အလုပ်ကိုကျွန်တော်တို့ဆက်ပြီးလုပ်မယ်အယုံကြည်မရှိသလိုအယုံကြည်မရှိလည်းမရှိခဲ့ဘူးပေါ့နော်အယုံကြည်မရှိခဲ့လို့လည်းကျွန်တော်တို့သူ့ကိုတော်လှန်ခဲ့တယ်စီဒီအန်လုပ်ခဲ့တယ်ဒီဆက်မှာကျွန်တော်တို့ယုံကြည်တဲ့နေရာတစ်ခုမှလာပြီးတော့မှအားဖြစ်ပါဝင်နေတယ်အဲ့အတွက်ကြောင့်သူဘာပဲလုပ်ကျွန်တော်တို့ဘက်ကတော့အယုံကြည်မရှိဘူးအယုံကြည်မရှိတဲ့အတွက်သူ့ကိုလည်းအကူမှလည်းမဟုတ်ဘူးသူ့ကိုလည်းအမြဲတမ်းတော်လှန်နေမယ်ပေါ့နော်အစကမှအဖွဲ့အစည်းကိုပြီးရင်ဒီကနေ့မှာဆိုလို့ရှိရင်ကျင်းပတာကတော့ဒါကတော့ခန်းနာတရက်အနေနဲ့ဒီနေ့ကျင်းပလိုက်တာပေါ့နော်ကျွန်တော်တို့ရဲ့အနေနဲ့ကြလို့ရှိရင်ကတော့သူတို့ကိုအမြဲတမ်းတော်လှန်နေမယ်အမြဲတမ်းစန့်ကျင်နေမယ်ပေါ့နော်သူတို့အတွက်ကျွန်တော်တို့ရဲ့ယုံကြည်မှုဆိုတာဘယ်တော့မှရလာမှာမဟုတ်ဘူးပေါ့အဲ့ဒီအတွက်ကျွန်တော်တို့ကသူတို့ကိုတော်လှန်တဲ့အခါမှာကျွန်တော်တို့အတန်ငါတို့အခွင့်အရေးငါတို့အနာဂတ်ဆိုတဲ့ဆောင်ပုဒ်အတိုင်းပဲကျွန်တော်တို့ရဲ့အတန်ကိုဖတ်ချင်လဲဖတ်မယ်ပိတ်ချင်လဲပိတ်မယ်အဲ့ဒါဒီကျွန်တော်တို့ရဲ့အခွင့်အရေးဖြစ်တယ်အဲ့ဒီအခွင့်အရေးနဲ့ကျွန်တော်တို့သူတို့ကိုတော်လှန်သွားမယ်အဲ့ဒီအခွင့်အရေးနဲ့ကျွန်တော်တို့ရဲ့အနာဂတ်ကိုကျွန်တော်တို့ပုံဖော်သွားမယ်လို့ပြောချင်တယ် 1 2 3 our voice our right